ကာကြိုကြီးဦးမင်းအောင်နိုင်ရတဲ့ကျွန်တော်မှ message မှာရှိတယ်နော်ဒီမာရဝီဇီယာရုပ်ပွားတော့တည်တာတဲ့ကြားပြန်ပတ်စံနေတဲ့တည်ထားတာဆိုပြီးတော့မှကျွန်တော်လာပြောတာအဓိကကျွန်တော်ပြောချင်တာအဘကာကြိုကြီးကိုနောက်ကျောဓာတ်နဲ့ထိုးနေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်ပြင်ဦးတွေမှာအများကြီးရှိတယ်ရှင်းလားနော်အခုအဲ့ဧကမြေနေရာသိမ့်မယ်ဆိုတာနိုင်ငံတော်စီမံချက်နဲ့ရှိလားအဘကာကြိုကြီးမှာရှေ့ဘေးမှာရှိတယ်ဗိုလ်ချုပ်ကြီးဦးညိုစောတို့နော်ဗိုလ်ချုပ်ကြီးဦးအောင်လင်းထွေးတို့နော်အခုပိုးဆက်ဆိုဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးတို့သိပါသလားခင်ဗျဒီအလုပ်တွေကိုတိန်းတာတိန်းလို့ရတယ်လေပြည်သူလူထုကိုတရားဝင်ရှင်းပြခရံမျိုးထိုးလို့ရလားအဲ့ဒီခရံမျိုးဘယ်သူထုတ်ပေးရလဲကျွန်တော်မေးတာဘာမှမဟုတ်တဲ့ခရံတော့အစင်းရနေပြီးတော့မှနော်ကျွန်တော်ဇော်ဘိုးရေကိုဘယ်ရဲတယောက်ကမှဘယ်စားရဖပေါ့နော်စားရတာကမှစားသုံးလုံးကမှ SB ရမှခေါ်ပြီးယူပြီးတော့စစ်ဆေးမေးမြန်းခြင်းကျွန်တော်မခံရဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဥပဒေရုံနဲ့ကျွန်တော်ရဲ့ပြောပုံဆိုပေါက်ကိုကြည်တာနဲ့ဒီကောင်ဒီတိုင်းပြည်ကိုတကယ်ချစ်တာဆိုတာကသူတို့သိပြီးသားအဲ့ဒါနံပါတ်1အချက်အဲ့တော့ကျွန်တော်တို့လူမျိုးချင်းချင်းကမနာလို့ဖြစ်စရာမလိုကိုစောဘုံရလုံနိုင်တဲ့အလုပ်ကိုလုပ်လိုက်မယ်ကိုကျော်စိုးကသူလုံနိုင်တဲ့အလုပ်ကိုလုပ်မယ်ကိုကျော်မျိုးမင်းသူလုံနိုင်တဲ့အလုပ်ကိုလုပ်မယ်ပေါက်ကိုတော့သူလုံနိုင်တဲ့အလုပ်လုပ်မယ်မတ်ပုတို့သူလုံနိုင်တဲ့အလုပ်လုပ်မယ်ညီမလေးသဇင်ဦးချေရတဲ့ညီမလေးသူလုံနိုင်တဲ့အလုပ်သူလုပ်မယ်ထွန်းမြတ်သူကသူလုံနိုင်တဲ့အလုပ်လုပ်မယ်ခေဖုံးကသူလုံနိုင်တဲ့အလုပ်လုပ်မယ်ကိုကြီးကိုမုတ်စိတ်တို့ကသူတို့လုံနိုင်တဲ့အလုပ်ကိုလုပ်မယ်တိုင်းပြည်အတွက်လုပ်ကြတာအဲ့ဒီအချိန်မှာအဇော်ဘုံရဘာဖြစ်လို့မနာလို့စရာမရှိဘူးတစင်ဦးဘာဖြစ်လို့မရှိဘူးပေါက်ကိုတော့ဘာဖြစ်လို့မရှိဘူးကျွန်တော်တို့ရင်ပတ်ထဲမှာပဲအဲ့ဒီလူတွေရှိတာအဲ့ဒီလူတွေကိုသူဘယ်လောက်ထိဘလို့ဖြစ်နေလဲဆိုတာကိုသူ့ရဲ့လှုပ်ဆောင်မှုတွေကိုမနာလို့စရာမရှိဘူးအားလုံးကဒီလိုမျိုးစီးလုံးပြီးတော့မှဒီလိုမျိုးနေရမယ်အချိန်ဒီအချိန်ကတိုက်ခိုက်ကြရလဲမလို့ဝင်းရမှာညီမလေးဆင်ပြေလားဆရာတော်ဘုရားအဆင်ပြေလားဘာခက်ခဲရှိတော့အဲ့လိုပူပေါင်းထားရမယ်အခြေအနေတိုင်းပြည်ရဲ့အခြေအနေကဒီလူတွေမှမစည်းလုံးမှုမညီညွတ်ဘူးဆိုရင်ပြိုကွဲဖို့ပဲရှိတော့တယ်နော်ကျော်တော့အဲ့တော့စစ်မှုထမ်းကိစ္စတွေပြောမှာပါဒီညနော်လူ600လောက်ပဲရှိသေးလို့နော် MND ကတက်ကတော့စုံနေပြီဒါပေမဲ့တခြားသောဒါကြောင့်မလို့မိုင်းတဲယုံတော့မှဖွင့်လိုက်ပြီလာရှုမှာမိုင်းတဲယုံဖွင့်လိုက်ပြီနော်ဒါပေမဲ့ PDF တွေနဲ့ဒီ TNN တွေကတော့ဘာဆက်ပြီးတော့မှလုံးမလဲတော့ဒါကျွန်တော်လည်းမသိဘူးနော်ဒါတော်တော်နဲ့နေတယ်ဘာလို့လဲဆိုတော့တိုင်းပြည်မှာမချပြတာလက်ရှိအစိုးရနာဇက်ကအစိုးရကြီးမှာတိုင်းပြည်မှာဘာလုပ်နေပါတယ်လို့ငါတို့လောက်ကိုင်းတို့တိန်ဒီတို့ကိုခိုင်တို့ငါတို့ပေးပြီးတော့မှဒီပြောင်တို့အမြန်လမ်းမကြီးကိုငါတို့တွေဖွင့်ဖို့အတွက်ကိုကျွန်တော်ချင်းရွှေပေါ်မှာလည်းကျွန်တော်တို့ရဲ့ gate တွေရှိတယ်မူဇေဘက်ကထွက်လာရင်လည်းရတယ်နော်ဒါကတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ရအောင်မှမပြောဘဲနဲ့ကျွန်တော်တို့ကဘာသွားပြောရမှာဟမ်ကျွန်တော်တို့အမှန်တမ်းပြောရမယ်သတင်းမှန်ပြန်ကြားရေးတို့ MRTV တို့မြဝတီတို့ကျွန်တော်တို့ကိုယ်တိုင်လည်းကြည့်တယ်နေတိုင်းကြည့်တာအဲ့ဒီကြည့်တဲ့သတင်းဌာနတွေပေါ့နော်ဒီတရားဝင်ပေါ့နော်နိုင်ငံပိုင်းမြဝတီတို့ MRTV တို့နဲ့ဒီသတင်းမှန်ပြန်ကြားရေးနဲ့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့စနိုက်ပါစုတို့ဒါသတင်းတွေနော်ပြီးအဲ့လိုသတင်းဌာနတွေပေါ့နော်နဲ့ဘဒုကိုပို့ကြည့်လဲဆိုရင်နော်ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့စနိုက်ပါစုတို့ပို့ကြည့်တယ်ကျွန်တော်တို့ကစပီကာသမားစပီကာဆိုတာကအောက်ခြေမှာဖြစ်ပျက်နေတဲ့အရာကိုပေါ့နော်အဲ့လိုမျိုးပေါ့ up to date ဖြစ်အောင်လို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးတော့ကိုကျွန်တော်တို့က
ကိုထမင်းကိုစားပြီးတော့မှဝန်ဆောင်မှုပေးနေတဲ့လူတွေကျွန်တော်တို့သဇင်ဦးတို့မပူတူတို့ဒီပေါက်ကူတို့တခြားသောလူတွေလည်းရှိပါတယ်ကိုနောင်တော်လေးတို့ကတော့ဒါသတင်းဌာနတွေဖြစ်တယ်အဲ့တော့ကြည့်ကြည့်လိုက်ရင်သူတို့အယုံကြည်မရှိဘူးသတင်းမှန်ပြန်ကြားရေးကိုလည်းအယုံကြည်မရှိဘူး MRTV လည်းသူတို့ကကြီးညာခြင်းလို့တာသူတို့ကြီးညာနေတာဒါကကျွန်တော်ကထဲတော့တာအဲ့မှာခင်ဗျာမဟုတ်ရင် follower နဲ့လူတွေရဲ့ပြည်သူလူထုရဲ့အားပေးမှုကိုခင်ဗျာသွားကြည့်လိုက်ဒီနေ့ဆိုရင်ကျွန်တော်ရဲ့ဟိုဟာကြီးကိုဖန်မြို့ဈေးထဲမှာဘလူးတူနဲ့ကိုဖွင့်ထားတာကျွန်တော်ရဲ့အတန်တွေကိုမင်္ဂလာတော်လေငွေးမှာ60နှစ်လက်မှာ TV နဲ့နော်အဲ့လိုမျိုးဓာတ်ရိုက်ကြည့်ပြီးတော့မှကြည့်နေတဲ့လူတွေရှိတယ်အဲ့ဒါတွေကိုလည်းအစိုးရကဘာနဲ့ကျွန်တော်တို့အပေါ်မှာကင်တွေအသုံးမချတတ်ဘူးအဲ့တော့ခင်ဗျာဖမ်းမလားလို့မလဲဖမ်းလည်းမဖမ်းဘူးကျွန်တော်တို့ဖမ်းလည်းမဖမ်းဘူးဟိုချီးမြောက်လည်းမမြောက်ဘူးအနေသာသလိုနေမယ်ငါတို့လုံနေတာအမှန်သူတို့ကအဲ့ဒါကြာရှုံးတာအဲ့တော့လူကြီးထောင်ကျော်သွားတော့ဒီနေ့ကျွန်တော်စာပြောမှာကမန္တလေးမှာဆွမ်းနာပြည်သူ့စစ်မှုထမ်းကိစ္စနော်1-to-1တိုင်မှုဘုံမူကြီးအောင်နိုင်သေးဒုတိယဘုံမူကြီးအောင်နိုင်သေးနော်ဟိုဖြစ်နေတာတော့ကြာပါပြီလွန်ခဲ့တဲ့ 4-5 လလောက်ထဲကကျွန်တော်တို့သိနေတာပေါ့နော်အဲ့ဒါတက်မတော်ကာကွယ်ဦးစီးချုပ်အဘကာချုပ်ကြီးဦးမင်းအောင်လိုင်းနဲ့အဘတုချုပ်ကြီးတို့ကိုလည်းဟိုအသနာခံတာတင်ထားတယ်တကယ်တော့ဘုံမူကြီးအောင်နိုင်တဲ့အနေနဲ့ကဒုတိယဘုံမူကြီးပေါ့ဗျာဒါဘုံမူကြီးပဲထားလိုက်ပါတော့ဘုံမူချုပ်တော်ဘုံချုပ်လို့ခေါ်နေရအောင်2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းကျင်းတဲ့ကနေစပြီးတော့မှဒီမန္တလေးကိုဘုံမူကြီးဒီဘုံမူကြီးအောင်နိုင်သေးတို့ကလေးမျက်နှာစစ်တောင်းမှုအနေနဲ့နော်မန္တလေးတော့စိုးတာမန္တလေးပဲရှိတယ်နိုင်အောင်ထိန်းခဲ့တာအခုချိန်ဒီမန္တလေးဘာဖြစ်လဲနော်အဲ့လိုလူတွေဆိုတာကျွန်တော်အမြဲတမ်းပြောတယ်perfect မဖြစ်နေဘူးအမြဲတမ်းမပြည့်စုံနေဘူးဟိုဒီဘုံမူကြီး online လေးကိုကြည့်မရဘူးကိုဒီတက်တွင်းစည်းလုံးမှုကိုပြိုကွဲအောင်ကိုလှုပ်တာအဲ့ဒါတက်တွင်းရပဲလှုပ်တာဟာငါတို့ဘုံမူကြီး online လေး1-to-1တိုင်မှုကြီး online လေးဒီဟာတွေလှုပ်ခဲ့ပါတယ်ငါတို့ဘုံမူကြီးကိုဒီလိုဖြစ်ဒီလိုမဟုတ်နော်အဲ့ဒါကိုကျွန်တော်ပြောပြီးပြီပြည့်စုံမှုဆိုတာမရှိဘူးအရေးကြီးဖြစ်တာလေအရေးကြီးဖြစ်တဲ့အထဲမှာမှပြည်သူစစ်တွေနော်ဒီမန္တလေးရဲ့တီနေရာရှိတဲ့ရှေးအောင်ဘိုးဘွားတွေလက်ထက်တွေကရှိနေတဲ့အမွေအနှစ်တွေကိုတိုင်းမှုဗိုလ်ချုပ်ကိုဦးနဲ့အတူရှင်လက်တွဲပြီးတော့မှဘုံမူကြီးအောင်နိုင်သေးတို့ကကာကွယ်ခဲ့တာလေအခုအချိန်ထိမန္တလေးမြို့ဘာဖြစ်လို့လဲနော်တချို့မငြိမ်မသက်ဖြစ်နေတဲ့အရာတွေအားလုံးကိုဥဆောင်ပြီးတော့သူမဒဏ်ရာတွေဘလက်ဘွားနဲ့ဟုတ်လားဆိုင်ကနေသွားတယ်ဓာတ်နဲ့ခုတ်ခံရတယ်ဘုံမူကြီးအောင်နိုင်သေးခင်ဗျမရယာမှာတိုက်ပွဲဝင်တယ်တရကုန်းမှာနော်ဒီတရကုန်းတိုက်ပွဲသူကိုယ်တိုင်လာတိုက်တယ်နော်အခုဘုံမူကြီးအောင်နိုင်တဲ့အခုကစစ်ကြောရေးမှာနော်အချို့အရာတွေဒါရောက်ကျေတွင်းပြောမနေတော့ဘူးအဲ့တော့ကိုတက်မတော်သားချင်းကိုရဲ့မိသားစုအချင်းချင်းကိုမကူညီတဲ့အပြင်ခြေထိုးခံနေတဲ့အကောင်တွေကလည်းရှိသေးတယ်ဒုတိယဘုံမူကြီးအောင်နိုင်သေးပါဗျာဒေသ24ရပါဘာဖြစ်မှာတော့သူကဒီလိုစစ်သားကောင်းတွေတိုင်းပြည်အတွက်တိုင်းပြည်မဟုတ်ဗျာဒီမန္တလေးတိုင်းလာဘခတိုင်းအတွက်တောင်မှလောက်ခဲ့တာလေရှိတာပဲသူ့မှာသူ့ရာဇဝင်ရှိတာပေါ့ကောင်းတာတွေလည်းရှိမယ်ဆိုးတာတွေလည်းရှိမယ်